အဲ့ဒီကကျွန်တော်ဒီမှာကိုလမ်းနေခဲ့တာပါ။ရှင်ထဲမှာဒီနေ့စစ်ပြီးတော့သက်ဆိုင်မှုတွေကြုံလာတာလမ်းနဲ့တော့အခုလိုမိုးလာတာကျွန်တော်ဝေဒနာကိုပိုဆိုးရစေတယ်လို့ထင်နေတယ်။လမ်းချင်းတွေကိုတန်းချင်းပွဲလို့ရရင်ဒီမိုးကြီးဆက်ပြီးတော့ကျွန်တော်ကျင်းနေပြကြပဲဖြစ်လို့တယ်။ခြားတဲ့ဒီချင်းစိုးတယ်ထွက်လာတယ်။သူ့ရင်ကစတိုင်းနဲ့များတယ်။အဲ့ဒီစင်တော့ဟုတ်ချင်မှာဟုတ်ပဲကိုလုံးတော့ကအဲ့ဒါနေတာလားကျွန်တော်မလို့လည်းကျွန်တော်မတက်တာဒီလိုချစ်အဲ့ဒါစေဘလေးခဏတော့ကြည့်ရအောင်တကယ်တော့ကျွန်တော်ကစိတ်တမမဟုတ်ဘူးလမ်းလိုတော့မနေတာအဲ့ဒီစေဘလေးခောက်ရတော့စေရောက်တဲ့အမရန်ကြီးရှာတယ်ချစ်ရစီမံချက်ကလည်းမပြီးနိုင်ဘူးမပြီးရဲ့ကျွန်တော်ဘာမှပြန်မပြောဖြစ်ဘူးသူပေးတဲ့နင်းစင်လေးယူပြီးထွက်လာပြီပဲဆက်တယ်မကားတဲ့ကျွန်တော်ရဲ့လွမ်းချင်းဝေဒနာစီမံချက်အကြောင်းပြောပြနေမှာဆိုတော့ပါကျွန်တော်လည်းချိန်ရ actively လို့ပဲဘာပြောချင်ခဲ့ဘူးတဲ့ထင်တာပဲ